Levinji yoga ခံစားနေရတဲ့လူနာတယောက်ပါပေါ့။ Levinji yoga ဘလို့ကနေဘလို့စဖြစ်တယ်တော့မသိအမေကတော့မျိုးရိုးထဲမှာရှိရလို့တော့ပြောတယ်။မျိုးရိုးထဲမှာရှိရဆိုပြောမျိုးရိုးကလည်းဖြစ်ရင်ဖြစ်မှာမကိုဟော်မုန်းအတိုက်ရဟော်မုန်းကြောင့်ဖြစ်အိုင်ဝရင်းနဲလို့ကြောင့်ဖြစ်ရင်လည်းဖြစ်မှာပေါ့ဒါပေမဲ့ဖြစ်လာပြီဆိုတော့ဆေးရုံဆေးကန်သွားရတာပေါ့ဆေးရုံဆေးကန်သွားတဲ့ခါကျတော့မသွားခင်ကတော့လက္ခဏာတွေအစုံပြတယ်ဟိုနားဒီဘက်ကြိုက်တယ်ဒီဘက်ကြိုက်တယ်ကြိုက်ပြီးနှစ်ဖက်စလုံးကြိုက်တယ်ကြိုက်ပြီးဒီလေဘင်းနေတခြားကြိုက်တယ်ပြီးဒီနားမှာဟိုလေဘင်းထွက်လာတာပေါ့နော်အမြောင်းလိုက်ကြီးဒီလိုအမြောင်းလိုက်ကြီးတဲ့မြောင်းထွက်လာနည်းနည်းလေးထိလဲနာတယ်သူ့အတူနေလဲနာတယ်အစာမျိုးချတဲ့ခါကြရင်လည်းနာတယ်ရေပဲဖြစ်ဖြစ်တတွေးပဲဖြစ်ထမင်းပဲဖြစ်မျိုးချတဲ့ခါတအားနာတယ်တတွေးရေလောက်ကဒါတော့မဟုတ်ပေမဲ့ထမင်းမျိုးချတဲ့ခါကျရင်ဒီလက်သီးနှစ်ဖက်ကိုစုပ်ပြီးတော့တင်းကိုမျိုးချရတယ်ပေါ့နော်ပြောဒီဟာကြီးကခံနေတော့သူထမင်းကမစင်းဘူးဖြစ်မှာပေါ့အဲ့မဖြစ်တော့ဆေးရုံသွားမယ်ဆိုပြီးဆေးရုံသွားတာကြမှာဆရာမအဲ့ဓာတ်မှန်ရိုက်ပေးရပြီးလို့ရှိရင်သွေးစစ်ပေးရသွေးဖောက်ပေးရပေါ့ဖောက်ပေးဖြေစောင့်နေကြတော့အေးလေမင်းကြီးယောဂဖြစ်နေပေါ့ဆေး3မျိုးတောက်အောင်ဆိုသူပေးလိုက်တဲ့ဆေး3မျိုးတောက်တယ်တောက်တော့နည်းနည်းတက်တာတယ်တက်တာလည်း6ရက်လောက်ရှိပြီပေါ့နော်တောက်အောင်တော့29ရက်နေ့ဟိုဗာလေရက်ချင်းပြန်ပေးလိုက်တယ်ဆိုတော့6ရက်လောက်ရှိပြီတောက်နေတက်တာတယ်တက်တာပဲမဲ့ဒီဘက်ကပြန်နာလာပြီဒီနားကကိုက်ပြီးတော့ဒီဘက်ရှမ်းပြန်လာအခုစဖြစ်တာဒီညာဘက်ရှမ်းတစ်ရှမ်းညမချမ်းချမ်းပြီးတော့အခုဒီဘက်ချမ်းမှာဒီနားလေးမှာနာတယ်ဒီနားကနေစပြီးဒီနားလေးမှာနာဆိုတော့တစ်ခုလုံးဖြစ်မယ်လို့တော့ထင်တာပဲပေါ့နော်ဒါပေမဲ့ဆေးရတော့ရက်ချိန်သွားတဲ့နေ့ကျမှဆရာမကပြောပြီးဒီမှာတက်တာဝါမယ်တမီးမဒီဘက်မှာနာနေတယ်ဆိုတော့ပြောရမယ်ဘာလက္ခဏာပြလဲဆိုရင်သူကလေနားကြိုက်တယ်ပြီးလို့ရှိရင်တစ်ထဲမှာဒီနားလေဘင်းနေတအားနာတယ်အစာမျိုးချရခတ်တယ်ပြီးလို့ရှိရင်ဒီဇက်တွေထိုးတာပေါ့နော်ဒီဇက်တွေကလေဇက်ကြောတက်တယ်လို့မျိုးသိတယ်ဟိုဘက်ဒီဘက်လှည့်လို့မရအောင်တအားထိုးတာအဲ့တဲ့ခါကျရင်လေကိုကညာတန်မဟုတ်လို့ညာဘက်လည်းစောင်းအိတ်လို့မရနားကဘယ်ရောညာကိုကြိုက်ပလက်အိတ်တော့လေပလက်အိတ်တော့လည်းအသက်ရှူမအောင်အဲ့ရတယ်စင်အေးလေးပြက်တယ်ပြီးလို့ရှိရင်အလုတ်သွားတဲ့ခါကျရင်လေလူကလေအလုတ်သွားကြည့်စိတ်မရှိဘူးဟိုပတ်စံလိုချင်တယ်တော့အလုတ်သွားနေကိုကလူနာဖြစ်နေတော့စိတ်မျိုးဖြစ်နေလို့လားမသိခွေခောက်ပြီးပဲနေခြင်းတယ်လူနာဟိုခြေလက်တွေတော့တအားနှုံးနေပေါ့နော်ပြီးရင်ဟိုလူမမတဲ့ကြီးလိုပဲတအားဟိုအဲ့ရတယ်မှပဲလှဲနေခြင်းဆိုအဲ့ပြီးတော့ဆေးရုံတွေမှာသွားပြီးတော့ဆေးပါတောက်ပြီးတော့တက်တာသွားတယ်တက်တာသွားဆိုတော့ဒီမှာတက်တာသွားတယ်အမြောင်းကြီးကနေတေးသေးလေးပဲကျန်တော့ဒီနောက်မှာမတစ်ခုကျန်နေဒီနောက်မှာအထက်မှာမာပြီးတော့ဒီဘက်ကပြန်ထွက်လာ29ရက်နေ့မှာရက်ချိန်သွားပြီးလို့ရှိရင်နေ့လည်းတနေ့ရက်ချိန်သွားပြီးလို့ရှိရင်နောက်တစ်ခါသွေးထပ်ဖောက်ရမယ်ဖောက်ပြီးရင်အဖြေကပါပြန်ထွက်လာမှပျောက်သွားပြီလားဆေးပဲဆက်တောက်ရမလားဒီညဒီဘယ်ညာဘက်ပြီးတော့ဘယ်ဘက်ရှမ်းဖြစ်လာပြီဆိုဆေးပဲထပ်တိုးပေးလိုက်မလားတော့မသိဘူးအဲ့29ရက်ပြီးတော့မှနောက်တက်တာလားမတက်တာဘူးလားဆိုတော့နောက်ဗီဒီယိုတစ်ခုမှပြန်ပြောပေးမယ်နော်ကျေးဇူးတင်ပါတယ်